ကျွန်တော်တို့ဒီ AC breaker နဲ့ DC breaker တွေကဘယ်လိုခွဲခြားတာလဲဆိုတော့ပုံမှန်ဆိုရင်တော့ AC တွေကခလုတ်တွေကအပြာနဲ့လာတာများတယ် DC တွေကတော့အနီးနဲ့လာတာများတယ်ပေါ့နော်တခါလေပေါ့နော်တွေ့ရတော့ခဲပါတယ်ပေါ့တွေ့ရခဲပါတယ်ဟိုတခါလေအယောင်းလေးပါတူတယ်ပေါ့နော်ရုပ်တရက်ဟိုကိုကဒါ breaker တစ်ခုတွေ့တယ်ဟို AC လား DC လားကျွန်တော်ကသိကျင်တယ်ဆိုရင် DC တွေကလေကျွန်တော်ဒီနားလေးမှာနော် DC ဘိုးဆိုတဲ့ပါတယ်ပြီးဒီနားလေးမှာသူ့ရဲ့ sign ပေါ့နော် DC ရဲ့ sign ကဘောကအမြင့်ကြောင်းလေးရဲ့အောက်ကဆက်လေးရေပေါ့နော်ဒါက DC ရဲ့ sign ဒီလိုပါတယ်ပေါ့နော်ဒါကတော့ AC ရကြတော့သူကပေါ့နော်ဒီမှာဒါ AC လို့တော့မပါဘူးဒါပေမဲ့သူကပါလဲဆိုတော့ဒီနားလေးမှာဒါ AC sign လို့ခေါ်တယ်ဗျဒီပေါ့နော်ဒီငင်းကွေးလေးပုံစံလေးပေါ့နော်ဒီလိုလာပုံစံလေးပေါ့ဒါသေးလေးပါအဲ့လိုဟာမျိုးပါတယ်ဒါဆိုရင်တော့နော်ဒီကောင်ကတော့ဒါ AC နဲ့ DC breaker ကိုပေါ့နော်ဒါရုပ်တရက်ကြီးကျွန်တော်ခွဲတာပေါ့နော်အဲ့လိုခွဲလို့ရပါတယ်ဗျ